အမျိုးသားတစ်ယောက်ကလေထဲမှာတွဲလောင်းချစ်ပြီးရုံးကန်နေတဲ့ဝက်ကလေးတစ်ကောင်ကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်။ကူညီပေးဖို့လှုပ်တုံးမှာပဲဝက်ကလေးကသူ့အလိုလိုလွတ်ကျလာပြီးကံကောင်းလို့ဘာမှမဖြစ်သွားပါဘူး။သူကအလုတ်သွားဖို့လောနေတာမို့ဒီလောက်နဲ့ပဲပြီးသွားပြီလို့ထင်လိုက်ပေမဲ့မထင်မှတ်ပဲဝက်ကလေးကသူ့လောက်တကောက်ကောက်လိုက်ပါလာခဲ့ပါတယ်။တနာသွားတာလားဇွဲကောင်းလို့တဘိုးကျသွားတာလားမသိပေမဲ့နောက်ဆုံးမှာတော့အိမ်ခေါ်လာခဲ့လိုက်တယ်။ရေချိုးတန်စင်ပေးလိုက်တော့ဓာတ်ကတိခေါင်းလေးဆောင်းကကြည့်နေရှာတယ်။လှမ်းခေါ်လိုက်မှအနားကိုအပြေးလေးရောက်လာတော့တာပါ။အန်အောစရာကောင်းတာကဗိုက်ဝသွားတာတောင်ထပ်မသွားပဲပုတ်တီးပုတ်တန်နဲ့ခီခိုင်းနေလို့မနေနိုင်တော့ပဲပြုတ်ထားလိုက်ရတယ်။အဲ့ဒီတော့မှပဲငြိမ်ချသွားပြီးဒီလူဟာသူ့ရဲ့အားကိုးရလို့မှတ်ယူလိုက်ပုံပါပဲ။အိမ်ငိုင်လုံးလို့မျက်လုံးတော်မပွင့်ကျင်တော့ပေမဲ့အနားကနေမခွာတော့ပါဘူး။ခဏနေတော့အိပ်ပျော်ပါတယ်။ဒါပေမဲ့သူ့အိပ်ရတဲ့သွားသိလိုက်တာနဲ့ချက်ချင်းပြန်နိုးပြီးလူရှာတော့တာပါ။အိပ်ရပေါ်မှာတွေးလိုက်တော့မှရင်တွင်နဲ့ပြန်တိုးဝင်ပြီးနှစ်သိမ့်ပြီးမှအိပ်ပျော်သွားရှာတယ်။ကျမ်းမှာတန်ဆွမ်းစေခြင်းလို့အာဟာရပြည့်တဲ့အစားအစာတွေစုံနေအောင်ကျွေးတယ်လို့သွားတိုက်ပြီးဟိုလည်းမမိပါဘူး။ဖိုင်ဝါပြီဆိုရင်ဘေးနားကပ်ပြီးပုတ်တက်ပေးတာကိုခံယူရင်အိပ်ဆက်လေးရှိတယ်။အထီးကျန်မှာဆိုလို့အချိန်ပေးပြီးစော့ကစားပေးတယ်လို့အဝတ်အစားလှလှလေးတွေဆင်ပေးပြီးမှတ်တမ်းတင်ပေးထားပါသေးတယ်။အစာမြင်ရင်တော့အကုန်မေ့ပြီးအငန်းမရစားတတ်ပြန်ရော။အဝတ်လုံးမှာဆိုလို့အပြင်ခေါ်ပြီးလေ့ကျင့်ခန်းလုပ်ပေးရပြန်တယ်။ဒါပေမဲ့ကြိုက်တဲ့အစာတွေ့ပြီးဆိုရင်လေ့ကျင့်ခန်းလုပ်နေရင်ကနေချက်ချင်းလှည့်ပြီးတော့တာပါပဲ။ဒီလိုဆိုရင်လည်းအမျိုးသားကချစ်စနူးနဲ့ပဲရဲဒီခွင့်လွတ်ပေးလိုက်တာပါပဲ။အတူနေလာတာကြတော့ဝက်ကလေးကချင်းထားတာထပ်ပိုးလိမ္မာတာကိုတွေ့လာရလေ။အစာပဲမှရှိလဲတန်းတည်တယ်လို့ဟူလာကွင်းလှည့်တာစကစ်စီးတာတွေအပြင်ဝင်းကပါလဲဝတ်ထားတဲ့အစာတွေကိုလည်းရှာဖွေနိုင်ပါတယ်။ခယူတစိုက်ပြုစုဆောင်ရှောက်မှုအောက်မှာပိန်ပိန်ပေါပေါဝက်ကလေးကနေတဖြည်းဖြည်းဝလာပြီးဘဝမှာစိန်အကြဆုံးအချိန်တွေကိုပိုင်ဆိုင်နေပါပြီ။အခုဆိုရင်သူတို့အတူရှိနေတာတစ်နှစ်တောင်ပြည့်ခဲ့ပါပြီ။တကယ်တော့စိတ်ကိုအခုစားပေးနိုင်ဆုံးအရာကအံ့ဖွယ်တကုန်းတွေမဟုတ်ပဲနေ့ရက်တိုင်းမှာအတူရှိနေပြီးတဲ့မေတ္တာတရားပဲဖြစ်ပါတယ်